你好，大家好。今日ကတော့နေ့စဉ်တော့အတိမဖြစ်စကားစုတွေကိုမျှဝေပေးကြမှာဖြစ်ပါတယ်။你好，မင်္ဂလာပါ။你好，မင်္ဂလာပါ။你好吗？你ကောင်းလား။你好吗？你ကောင်းလား။我很好，谢谢。နော်နေကောင်းပါတယ်။ကျေးဇူးပါ။我很好，谢谢。နော်နေကောင်းပါတယ်။ကျေးဇူးပါ။你呢？ခမရော။你呢？ခမရော။我也很好，နော်လည်းနေကောင်းပါတယ်။我也很好，နော်လည်းနေကောင်းပါတယ်။你身体好吗？ကျမကြီးကောင်းရဲ့လား။你身体好吗？ကျမကြီးကောင်းရဲ့လား။工作怎么样？အလုပ်အကိုင်ဘယ်လိုနေလဲ။工作怎么样？အလုပ်အကိုင်ဘယ်လိုနေလဲ။最近怎么样？အခုတလောဘယ်လိုနေလဲ။最近怎么样？အခုတလောဘယ်လိုနေလဲ။买卖怎么样？အယောင်းဝယ်ဘယ်လိုနေလဲ။买卖怎么样？အယောင်းဝယ်ဘယ်လိုနေလဲ။那你明懂了吗？再见。